အမတ်ကြီးဥပေါ်ဦးနဲ့ပညာရှိအကျံအပိုင်း73တနေ့မှာတော့ဘိုးတော်ဗျာပဒုံမင်းဟာနန်းတော်ထဲမှာတရားစီရင်ရေးကိစ္စတွေကိုဆွေးနွေးနေရင်စိတ်ကူးဆန်းတစ်ခုရလာပြန်ပါတယ်ဘယင်ကြီးကဒီလောကမှာတရားမျှတတဲ့စီရင်ချက်ဆိုတာဘာလဲလို့ပညာစမ်းမေးခွန်းထုတ်လိုက်ပါတယ်အမတ်တွေကအမျိုးမျိုးဖြေကြပေမဲ့ဥပေါ်ဦးကတော့ဘာမှမပြောဘဲပြုံးနေပါတယ်ပြီးတော့မှဥပေါ်ဦးကမလာပါဗျာဒီအဖြေကိုသူ့ဘော်ကျွဲနန်းတော်ဖင်ပါကတရားရုံးတစ်ခုစီမှာတွားပြီးပညာစမ်းကြည့်ရအောင်ပါဗျာလို့ရှောက်တင်ပြီးဘယင်ကြီးကိုအရက်သားလိုဝစ်စင်စေကမျိုးပင်ကတရားရုံးရှိရာစီခေါ်သွားပါတယ်တရားရုံးရောက်တဲ့အခါဥပေါ်ဦးကတရားသူကြီးတစ်ယောက်ကိုအဖို့ဒီလောကမှာတရားမျှတတဲ့စီရင်ချက်ဆိုတာဘာလဲလို့မေးပါတယ်တရားသူကြီးကအရှင်တရားမျှတတဲ့စီရင်ချက်ဆိုတာကတော့အမှန်တရားပါပဲလို့ဖြေပါတယ်ဘယင်ကြီးကအမှန်တရားဆိုတာစီရင်ချက်ထက်ပိုအရေးကြီးသလားလို့မေးတဲ့အခါတရားသူကြီးကမှန်လားပါဗျာအမှန်တရားကစီရင်ချက်ထက်ပိုအရေးကြီးပါတယ်တရားသူကြီးတွေကစီရင်ချက်ချတဲ့အခါအမှန်တရားလို့ပြောပြီးစီရင်ချက်ချကြတာပါအမှန်တရားကတော့စီရင်ချက်ထက်ပိုအရေးကြီးပါတယ်လို့ရှင်းပြပါတယ်ဥပေါ်ဦးကဘယင်ကြီးဘက်ကိုလှည့်ပြီးမှန်လားပါဗျာတရားသူကြီးပြောတာမှန်လားပါတယ်တရားမျှတတဲ့စီရင်ချက်ဆိုတာအမှန်တရားပါပဲတရားသူကြီးတွေကစီရင်ချက်ချတဲ့အခါအမှန်တရားလို့ပြောပြီးစီရင်ချက်ချကြတာပါအမှန်တရားကတော့စီရင်ချက်ထက်ပိုအရေးကြီးပါတယ်လို့ရှင်းပြပါတယ်ဥပေါ်ဦးဟာဘယင်ကြီးရဲ့လက်တွေ့ကျလာတဲ့သင်ခန်းစာကိုသဘောကျသွားပြီးတရားမျှတတဲ့စီရင်ချက်ဆိုတာအမှန်တရားပေါ်မှာအခြေခံရမယ်လို့မိန့်တော်မူပါတယ်ဒီဇလန်ကြီးမှပေးတဲ့အသိပညာတရားမျှတမှုတရားမျှတတဲ့စီရင်ချက်ဆိုတာအမှန်တရားပေါ်မှာအခြေခံရပါမယ်လက်တွေ့ကျသူတွေးခေါ်ခြင်းလက်တွေ့ကျကျတွေးခေါ်ခြင်းဟာပြဿနာတွေကိုလွယ်ကူစွာဖြေရှင်းနိုင်ပါတယ်